စာမတက်တာကကိုယ့်ရဲ့ဝင်ငွေကိုကန့်သက်ခံထားရတာနဲ့အတူတူပဲဆိုတာကိုသိရလားဒါဆိုရင်ကိုနဲ့တင်တော်မဲ့တင်တန်းတစ်ခုကိုဘာလို့မ join သေးရလဲအလုံးမအားလို့ကားရီပိတ်လို့ဆိုတဲ့စင်ကြီးတွေကြောင့်မတက်ဖြစ်သေးဘူးမလားဒီပြဿနာတွေအားလုံးဖြေရှင်းနိုင်မှုအတွက် GYS မှာအဖြေတစ်ခုရှိနေပါတယ်ဘယ်နေရာမှထသွားစရာမလိုလမ်းတွေပိတ်မှာပူနေစရာမလိုပဲနဲ့ Facebook, website, application တွေကနေအချိန်မီ၍ online ကနေ internet ရှိုံနဲ့ AACC လေးအိမ်မှာလေ့လာလိုက်ရုံပဲအင်္ဂလိပ်စာကိုပိုင်နိုင်သွားရင်မြန်မာနိုင်ငံတွေမှာမကပဲနဲ့နိုင်ငံတကာကအခွင့်အလမ်းတွေကလည်းတင်စီရောက်လာမှာပါနိုင်ငံခြားမှာပညာတော်သင်သွားမလားအလုပ်လျှောက်မလားဘယ်နေရာပဲရောက်ရောက် English လို့ပြောတတ်တာကသူများထက်ခြေတလန်းတာတဲ့အရေးချင်းတစ်ခုပါဒါကြောင့်မလို့ GYS မှာဆိုရင်ကြည်လင်ပြတ်သားတဲ့သင်ခန်းစာဗီဒီယိုဖိုင်တွေကိုကြည့်ပြီးတော့ internet ရှိုံနဲ့အခြေခံကစပြီးကျွမ်းကျင်တက်မြောက်သည့်အထိသင်ယူနိုင်မယ့်အင်္ဂလိပ်စာတန်းလေးတွေကိုဖွင့်လှစ်ပေးထားပါတယ်တင်တဲ့ဖို့စိတ်ဝင်စားတဲ့ဆိုရင် Messenger ကနေဆက်သွယ်လို့ရသလို comment မှာ ENG လို့မှန်းခဲ့လို့ရပါတယ်အခုပေါ်ပြထားတဲ့ဖုန်းနံပါတ်တွေကလည်းဆက်သွယ်စုံစမ်းနိုင်ပါတယ် TikTok ကဆိုလို့ရှိရင် Zero Bio မှာတင်ထားတဲ့ link ကိုနှိပ်ပြီးတော့ပဲဖြစ်ဖြစ်စုံစမ်းလို့ရပါတယ်